လူဖြစ်ရခြင်းရဲ့ဒီကရွေးချက်ကဘာလဲကျွန်တော်မိတ်ဆွေတွေဒီနေ့မေးခွန်းထုတ်ချင်ပါတယ်အားလုံးလိုက်ဖြည့်ပေးကြပါအောင်လူဖြစ်ရခြင်းရဲ့ဒီကရွေးချက်ကဘာလဲလူဘာကြောင့်ဖြစ်လာတာလဲလူဖြစ်လာပြီးရင်ရောဘာလုပ်မှာလဲပြီးတော့လူပြည်ကပြန်သွားရင်ကျွန်တော်တို့ဘာတွေယူသွားမှာလဲဒီမေးခွန်းလေးတွေကိုပြန်မေးဖူးလားအဲ့တော့လူဖြစ်ရခြင်းရဲ့ဒီကရွေးချက်ကဘာလဲဆိုပြီးတော့မြေတာရှင်ရွှေပြည်သားဆရာတော်ဘုရားကြီးကရေးခဲ့တယ်ခုတော့ဆရာတော်လူထွက်သွားပါတယ်ဒီကကျွန်တော်တို့ကလေးငယ်စဉ်ဘဝမှာဖတ်ခဲ့ပူကြတယ်ပေါ့အဲ့တော့ကျွန်တော်တွေးတယ်ဟောလူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကကောင်းတာတွေလုပ်ဖို့လူဘာကြောင့်ဖြစ်လာတာလဲဆိုတော့ကုသိုလ်ကံအကုသိုလ်ကံကြောင့်လူဖြစ်လာတယ်ကဲလူဖြစ်လာပြီးပြီဆိုလို့ရှိရင်ရောလူဖြစ်ရင်ဘာလုပ်မှလဲလူဘုံဆိုတာကကံရဲ့ဉာဏ်ရဲ့ဝရိယရဲ့သုံးချက်လုံးအားစိုက်ထုတ်ပြီးတော့မှရက်တည်ရတဲ့လူဘုံဖြစ်တယ်နောက်ပြီးတော့လူပြရပြရင်ငါဘာတွေယူသွားမှလဲလို့ကြည်လိုက်တဲ့ခါကျတော့တို့ဆရာတော်ဘုရားတွေဟောကြတာရှိတယ်ဘုရားရဲ့ဒေသနာတော်တွေရှိတယ်ကိုလောက်ခဲ့တဲ့ကုသိုလ်အကုသိုလ်ကံတွေကိုပဲကိုကနောက်ဘဝကိုတည်ဆောင်သွားရတာတတ်မှတ်ပါတယ်ဒါပေမဲ့ကျွန်တော်ကလူငယ်လေလူငယ်ဆိုတော့လူငယ်တွေးကိုကျွန်တော်တို့တွေးပြီလူငယ်မြင်ကျွန်တော်တို့မြင်ပြီမြင်တဲ့အခါမှာဘာဖြစ်လာလဲလို့မေးတော့ကျွန်တော်တို့ကလောကီပညာရှင်တွေဖြစ်တယ်လောကီဆရာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့စံနမူနာထားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါတော့မသိတာလည်းမရှိမတက်တာလည်းမရှိတဲ့မကာရလောဘကြောင့်ဆရာတော်ခင်ကြီးပြောရဲ့ဘဝဆက်ကြောင်းလေးကိုကျွန်တော်ဒီနေရာနေပြောပြချင်တယ်အဲ့ဒါပါလဲဆိုတော့ဆရာတော်ကြီးကဒီလူဘဝမှာမသိတာလည်းသူမရှိဘူးမတက်တာလည်းမရှိဘူးကြားလိုက်ရုံနဲ့တက်တယ်မြင်ရလည်းတက်တယ်သိလာတယ်ပေါ့နော်သိလာတဲ့ခါကျတော့သူဟာဘာကြောင့်ဒီလိုမြင်တာလဲဘာကြောင့်ဒီလိုသိတာလဲဆိုတော့နောက်ကျောင်းရဆုံးရင်ကျွန်တော်တို့တွေလေ့လာကြည့်တဲ့အခါမှာဆရာတော်ကြီးဟာတဲ့အတိတ်ဘဝတုန်းကယဟန်တစ်ပါးဖြစ်ခဲ့ဘူးသေးတယ်ယဟန်တစ်ပါးဖြစ်တဲ့အခါမှာသူ့ရဲ့ကျောင်းမှာနေတဲ့တာမဏေလေးကိုရင်ကလေးကိုမင်္ဂလာတုတ်ကိုတည်တည်ချာချာသင်ပေးခဲ့တဲ့အကျိုးကျေးဇူးကြောင့်ဒီဘဝမှာတဲ့မသိတာမရှိတဲ့ပုဂ္ဂိုလ်ဖြစ်သွားခဲ့တာပဲဒါတော့စဉ်းစားကြည့်တယ်ဟုတ်နိုင်လားဆိုတော့ဟုတ်တယ်ဘာကြောင့်ဟုတ်တာလဲတဲ့ကျွန်တော်တို့အသိပညာတွေဖွင့်ပြဖို့ဆိုရင်ပညာနဲ့ပဲရည်တည်ရတာပညာကိုပဲအလင်းပြပေးရတာလေပညာကိုပဲလင်းပြတာဆရာတော်ကြီးဟာသူ့တပည့်ကိုသင်ပေးတဲ့အချိန်မှာညှော်လင်းချက်ကင်းစွာနဲ့သင်ပေးတယ်ပြီးတော့အစာပေးအစိတ်တွေမသိအောင်တည်တည်ချာချာသင်ပေးတယ်ရည်ရွယ်ချက်ရှိရှိသင်ပေးတယ်ပညာပါရမီထိုက်အောင်သင်ပေးတယ်ဒါကြောင့်မျှော်လင့်ခြင်းကလည်းကင်းတယ်ပြီးတဲ့ခါကျလို့ရှိရင်အစိတ်တောက်တွေကိုလည်းမရှိအောင်ဖယ်ရှားပေးတယ်ပြီးတော့ပညာပါရမီထိုက်အောင်လည်းတတိချာချာစိတ်ဝင်စားစွာနဲ့ကိုလည်းသင်ပေးတယ်ဒီအကျိုးကျေးဇူးကြောင့်ပဲဒီယခုဘဝမှာတောင်ညွင်းကြီးဆရာတော်ခင်ကြီးပြောဆိုပြီးတော့ကိုရှိတယ်တောင်ညွင်းကြီးဆရာတော်ခင်ကြီးပြောဆိုတာကယဟန်စာပေတွေကိုလည်းရေးခဲ့တယ်လို့လောကီကျမ်းတွေကိုလည်းရေးခဲ့တယ်အဲ့တော့ကျွန်တော်တို့လောကီဆရာအနေနဲ့ဆိုရင်တောင်ညွင်းကြီးဆရာတော်ခင်ကြီးပြောရဲ့ကျမ်းနဲ့မကင်းဘူးဗျမကင်းကြပါဘူးဒါကျွန်တော်တို့ရဲ့ဒါလောကီပညာရက်ဒီမှာဆိုရင်ဒါခေါင်းကိုင်ဖခင်ကြည့်ပါအရင်လေးစားတယ်နောက်တော့တခုပြောချင်သေးတယ်ကျွန်တော်တို့စံနမူနာထားတဲ့ပုဂ္ဂိုလ်ဆိုရင်ပါကျိုးဆရာတော်ဖခင်ပါကျိုးဆရာတော်ဖခင်ဘာတွေလုံးနေလဲသူဘလို့တွေလုံးနေလဲကျွန်တော်တို့လေ့လာကြည့်တာဆရာတော်ဟာတကယ်တော့ပညာအလင်းလိုက်ပြပေးနေတာဉာဏ်ပညာတွေလှူနေတာအစိတ်တောက်တွေကင်းအောင်ဖယ်ရှားနေတာကျွန်တော်တို့မြင်ရတယ်အဲ့ခါမှာကျွန်တော်တွေးတယ်အော်လူပြည်ကိုရောက်လာရခြင်းရဲ့ရည်ရွယ်ချက်ဟာကောင်းတာတွေလုပ်ဖို့ပဲကောင်းတာလုပ်ဖို့ဆိုရင်မကောင်းတာတွေပယ်ဖို့လူဘာကြောင့်ဖြစ်လာတာလဲကံကုသိုလ်ကံအကုသိုလ်ကံကြောင့်လူတွေကဖြစ်လာလူဖြစ်လာရင်ဘာလုပ်မှလဲလို့မေးတဲ့ခါကျလူဖြစ်လာရင်ကောင်းတာလုပ်မယ်လို့ပဲလူတွေကတွေးကြတယ်ဒါပေမဲ့ဒီဖြစ်ရမပြည့်စုံလူဖြစ်လာပြီဆိုရင်လူဘုံဟာကံရောဉာဏ်ရောဝိရိယရောနဲ့ပေါင်းဆက်ပြီးတော့မှဖွဲ့စည်းထားတဲ့လူဘုံဖြစ်တဲ့မို့ကြိုးစားပြီးတဲ့ခါကျရင်လူပြည်ကနေပြန်တဲ့ခါမှာကျွန်တော်ဘာယူသွားရမလဲကျွန်တော်တို့မိတ်ဆွေတွေသိပြီးသားပဲကုသိုလ်အကုသိုလ်ကိုလှုပ်ထားတဲ့အရာတွေပဲယူသွားရတာမှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘဝမှာလူရလို့ဖြစ်လာပြီဆိုရင်ဒီလိုမျိုးတွေးတက်ဖို့ဒီလိုမျိုးမြင်ဖို့ဒီလိုတန်ဝေကဉာဏ်တွေရဖို့ဆိုတာဒီတဘဝအထဲလေ့ကျင့်ုံနဲ့ရခဲ့ကြတဲ့အရာတွေမဟုတ်ဘူးဘဝအဆက်ဆက်ကနေပြီးတော့မှီတင်းလာပြီးတော့ဖြစ်ချင်းလာတဲ့အထုံပါလာတဲ့အရာတွေကနေတော့ဒီဘဝမှာလာပြီးတော့ပြန်ပြီးတော့စုပေးနေတာ
တဘဝကိုနည်းနည်းဆူလာအခုလူဘဝကိုရောက်လာလူဘဝကိုရောက်လာတဲ့အခါမှာကျွန်တော်တို့တွေကလူဘဝပြန်သွားရင်ဘာယူသွားမှာလဲဆိုတာစိုးရင်စရာတစ်ခုဖြစ်လာအဲ့တော့ကျွန်တော်တို့ဒါနတွေလုပ်တယ်သီလတွေဘာဝနာတွေလုပ်တယ်ဗဒါကုသိုလ်တစ်ပိုင်းထားပေါ့ကျွန်တော်လူငယ်အတွေ့လူငယ်မြင်နဲ့ပြောပြချင်တယ်အဲ့မှာကျွန်တော်တခုပဲသတိထားမိတယ်ငါဟာဒီဘောကသေလွန်သွားပြီဆိုရင်နောက်ဘဝကြလို့ဆိုရင်ငါလူချမ်းသာဖြစ်ခြင်းလည်းဖြစ်မယ်လူစင်းရဲဖြစ်ခြင်းလည်းဖြစ်မယ်ဒါပေမဲ့အတိညာကင်းမဲ့တဲ့သူဖြစ်မှအရန်ကြောက်တာလောကမှာအတိညာကပဲတန်တရားကိုလွတ်မြောက်နိုင်တာဆိုတာကျွန်တော်ရင်ထဲမှာလက်ခံသဘောပေါက်သွားတယ်အဲ့လိုနဲ့လက်ခံသဘောပေါက်သွားရောကျွန်တော်ဘာလုပ်လဲလို့မေးတော့ကျွန်တော်ပညာကိုသင်တယ်ပညာကိုစီးပူးတယ်ပညာကိုသင်တယ်ပညာစီးပူးတယ်စီးပူးပြီးသွားတဲ့ခါကျတော့ကျွန်တော်နဲ့နီးစပ်တဲ့သူတွေကိုစာပေအစိတ်တွေမသိအောင်လို့ပညာအစိတ်တွေမသိအောင်လို့နားအစိတ်တွေမသိအောင်လို့ဆိုပြီးတော့ကျွန်တော်နားလဲအောင်နားလဲတယ်လို့နဲ့စိတ်ပဝင်စားစွာနဲ့ကျွန်တော်ပြန်ပြီးသင်ပေးတယ်သင်တန်းတွေဖွင့်တယ်သင်ပေးတယ်အနားမှာရှိတဲ့လူတွေကိုပြောပြတယ်ဆိုပြတယ်ပေါ့ဒီနေရာမှာမေးကောင်းမေးလိုက်မယ်မင်းကဒီလောက်ပြောပြတယ်ဒီလောက်ဆိုတာဆိုမင်းကဘာကောင်းမှုလို့လဲမင်းထက်တော်တဲ့လူတွေရှိတယ်ဆိုဟုတ်တယ်ကျွန်တော်တို့ထက်တော်တဲ့လူတွေတပောင်ကြီးပဲကျွန်တော်ထက်တော်တဲ့လူတွေတပုံကြီးပဲလူဆိုတာကသူ့ပြိတ္တနဲ့သူကိုပြိတ္တနဲ့ကိုပဲအဲ့တော့ဘသူတွေဘလို့ပဲတော်ကိုလုံးဆရာရှိတာကိုလုံးရမှာပဲအဲ့တော့ကျွန်တော်ကဘာလုပ်လဲလို့မေးတဲ့ခါကျတော့ပညာတွေကိုပြန်ပြီးဖြန့်ဝေတယ်ပညာတွေဖြန့်ဝေတဲ့နေရာမှာအစိတ်တောက်ကင်းနဲ့ဖြန့်ဝေတယ်မျောလင်းချက်ကင်းနဲ့ဖြစ်အောင်အတတ်နိုင်ဆုံးထိန်းပြီးတော့ဖြန့်ဝေတယ်ပြီးတဲ့ခါကျတော့ရှိလို့ရှိရင်ပညာကိုတေးသေးချာချာဂယုတစိုက်နဲ့သင်ကြားပေးတယ်ပြီးတဲ့ခါကျတော့ရှိရင်နွေးနွေးထွေးထွေးနဲ့ကြွဆိုဒါတွေဟာကျွန်တော်တို့ဘာလုပ်နေရလဲမေးတော့ဉာဏ်ပညာပါရမီကိုဖြည့်နေတာပဲအဲ့တော့ဉာဏ်ပညာဒီဟူသောအလင်းရောင်ကပဲကျွန်တော်တို့ဘဝတွေကိုတစ်ဆင့်နဲ့တစ်ဆင့်ထက်တစ်ဆင့်မြင့်အောင်လုပ်ပေးနိုင်တယ်တန်တရားကနေထွက်အောင်လုပ်ပေးနိုင်တယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေပြန်ပြီးမေးကြည့်ကိုယ့်ကိုယ်လူဖြစ်လာတဲ့ရွယ်ချက်ကဘာလဲလူဘာကြောင့်ဖြစ်လာတာလဲလူဖြစ်လာပြီးပြီဆိုရင်ရောဘာတွေလုပ်မှာလဲလူပြည်ကပြန်ရင်ဘာတွေယူသွားမှာလဲကျွန်တော်တော့တလုံးတည်းပဲပြောချင်တယ်ဗျာကျွန်တော်အမြင်ပေါ့လူပြည်ကပြန်ဉာဏ်ပညာကိုကျွန်တော်အဓိကလိုချင်တယ်ကျွန်တော်ဆင်းရဲခြင်းဆင်းရဲမယ်ချမ်းသာခြင်းချမ်းသာမယ်နတ်တွေတော်မှရှိတာပဲဉာဏ်ပညာရှိတဲ့နတ်နဲ့ဉာဏ်ပညာမရှိတဲ့နတ်တွေဉာဏ်ပညာရှိတဲ့ဗမာတွေနဲ့ဗမာတွေနဲ့ဉာဏ်ပညာမရှိတဲ့ဗမာတွေတတ္တဝါတွေရှိတာ哦အဲ့ဒီထဲမှာဉာဏ်ပညာရှိတဲ့သူကပဲဖခင်ရဲ့တရားတော်ကိုနာခွင့်ရှိတာဉာဏ်ပညာရှိတဲ့သူကပဲတန်တရားကလွတ်ငြိမ်းတာအဲ့တော့ဉာဏ်ပညာရှိဖို့ဆိုရင်ကျွန်တော်တို့ဘာလုပ်ရလဲကျွန်တော်တို့မှာရှိတဲ့အသိပညာတွေဘ ഹു တုဒ္ဒတွေကိုကျွန်တော်တို့နီးစပ်တဲ့သူတွေကိုကျွန်တော်တို့ဝေငှပေးရမယ်ကျွန်တော်တို့ပြောပေးရမယ်နှုတ်ဆောင်မခြင်းကိုယ်ဆောင်မခြင်းနဲ့ပြောပေးရမယ်မလားဒါမြန်မာစကားပုံမှာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဓာသွားထက်ကလောင်သွားကထက်တယ်ကလောင်သွားထက်မီဒီယာအသွားကထက်တယ်လူတွေဟာအောင်မြင်ခြင်းကြတယ်အောင်မြင်ဖို့အတွက်ပဲကြိုးစားနေတာရယူဖို့အတွက်ပဲကြိုးစားနေတဲ့အချိန်မှာချက်ဆရာတော်ဖះကြီးတွေဖះရှင်တွေဘယ်လိုနေသွားလဲဆိုတော့ကျွန်တော်တို့စံနမူနာယူဖို့မေ့နေတာအဲ့မှာကျွန်တော်ပြန်တွေးမိတယ်အော်ငါရဲ့စံပြပုဂ္ဂိုလ်ဟာဖះရှင်ပဲဖះမရှိတော့တဲ့နောက်ပိုင်းမှာဖះရဲ့စပေတွေကငါတို့ရဲ့စံပြပဲပြီးတော့ဖះရဲ့တရားတော်တွေကိုလူတွေနားလည်အောင်ဟောပြောဆုံးမနေတယ်ပါကျုပ်ရငါတို့ရဲ့စံနမူနာပဲဆိုပြီးကိုတွေးမိတယ်အော်ပါကျုပ်ကြီးဟာပါကျုပ်ဆရာတော်ဖះကြီးဟာလူတွေကိုဉာဏ်ပညာတွေလူနေပါလားလူတွေကိုသူသိတယ်လို့သိစေချင်ပါလားမျောလင်းချက်ကင်းနဲ့သူဟာပါရမီဖြစ်နေတာပါလားလို့ကျွန်တော်မြင်သွားတယ်အဲ့တော့ကျွန်တော်တို့ဒါနလုပ်မယ်ဒါနလုပ်လို့ချမ်းသာတယ်သီလစောင့်တည်တယ်သီလစောင့်တည်လို့ကျွန်တော်တို့ကြီးပွားချမ်းသာတယ်မှန်တယ်ဒါပေမဲ့ကျွန်တော်တို့မှာဉာဏ်ပညာတွေမပါလာဘူးဆိုလို့ရှိရင်ဘလောက်ပဲချမ်းသာကျွန်တော်တန်တရားမထွက်နိုင်ကျွန်တော်တို့အယမ်းဆင်းရဲပါတယ်ဆိုတော့နော်လောကတိတ်တမထေလို့ပေါ့ तू ဘလောက်ဆင်းရဲလဲ तू ဟာဆိုဝဝလဲလဲဖုံးပေးခွင့်တော့မရှိဘူးဒါကံတရားရပြောပြတာမငင်းနဲ့နော်ကံတရားရပြောပြတာအဲ့တော့ဒီလောက်ဆင်းရဲတဲ့ပုဂ္ဂိုလ်ဟာသူ့ဉာဏ်ပညာကြီးမားတဲ့ခါကျတော့နောက်ဆုံးမှာယဟန္တာဖြစ်သွားတယ်အဲ့တော့ဉာဏ်ပညာကပဲယဟန္တာဖြစ်စေတာဆိုရင်ဉာဏ်ပညာကိုဖြစ်စေတဲ့အရာတွေကျွန်တော်တို့ဘာလုပ်ရမလဲကျွန်တော်တို့အတွေးခေါ်တွေကျွန်တော်တို့သိတဲ့အရာတွေကိုမျှဝေပေးရမယ်ခံစားပေးရမယ်လို့နားလည်သွားတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကလူပြပြန်ဘာတွေလုပ်ချင်တာဒီနေရာမှာပြောသွားပေးအောင်ဒီနေရာမှာဖြေသွားပေးအောင်ကျွန်တော်စံထားတဲ့ပုံကိုယ်တွေကိုအလေးဂရုပြုပြီးတော့ပညာတွေကိုအတတ်နိုင်ဆုံးဖြန့်ဝေတယ်